စားပွဲဆောင်ပရိသတ်များမင်္ဂလာပါခင်ဗျာဒီကနေ့ကတော့ပဇွန်အစိမ်းတုပ်လေးတုပ်ပြသွားမှာဖြစ်ပါတယ်ပဇွန်အစိမ်းလေးတွေကိုခွန်ချွတ်ပြီးရေတန့်စင်အောင်စေကြောထားရပါမယ်ရေစေးတန့်စင်ထားတဲ့ပဇွန်လေးတွေကိုရေနှဲငယ်ညှစ်၍စားရှာလကရေတို့ဖြင့်တမအောင်နေပြီးမိနစ်20ခန့်စိန်ထားပြီးရပါမယ်မိနစ်20ခန့်ကြာတဲ့အခါပဇွန်လေးတွေအခုလိုအယောင်လေးပြောင်းလာရင်တော့ရေပြောင်းအောင်2ကြိမ်ခန့်လောက်စေကြောတန့်စင်ပေးရပါမယ်ကြက်သွန်နီတစ်လုံးနဲ့တံမြာသီးတစ်လုံးလိုအပ်ပါတယ်ကြက်သွန်နီကိုခွန်လွှာပြီးပါးပါးလေးလှီးထားရပါမယ်တံမြာသီးကိုလည်းနှစ်ချမ်းအနေထားလေးခွဲထားပြီးအစိတ်လေးတွေထုတ်ထားပေးရပါမယ်လှီးထားတဲ့ကြက်သွန်နီလေးတွေကိုရေဆေးပေးပါမယ်ရေဆေးတန့်သွင်းထားတဲ့ကြက်သွန်နီစလုံးထဲကိုပဇွန်လေးတွေထည့်ပြီးတံမြာရေလေးညှစ်ထည့်ပါမယ်အချုံမုတ်အနှဲငယ်ထည့်ရပါမယ်စားဖို့တော့ပါယုံလောက်သာထည့်ရပါမယ်ငရုတ်သီးအလှော်မုတ်တစ်စွန်းထည့်ပြီးစီနှဲငယ်ထည့်ပါမယ်ပဇွန်အစိမ်းတုပ်ထဲပင်သိမ်းရက်လေးတွေထည့်ရန်အတွက်ပန်းကြံထဲမှာကျွန်တော်စိုက်ထားတဲ့ပင်သိမ်းရွက်လေးတွေကိုကတ်ကြီးလေးနဲ့တွားညှက်ပြီးခူးလာခဲ့ပါပြီးရင်တော့ရေပြောင်းအောင်စေးကြောပြီးကတ်ကြီးလေးနဲ့အခုလိုအနေထားလေးညှက်ထည့်ပြီးအရသာတမသွားအောင်နေပြီးရပါမယ်အခုဆိုရင်တော့ပဇွန်အစိမ်းတုပ်ချင်ဆက်လေးကိုစားသုံးနိုင်ပြီဖြစ်ပါတယ်ခင်ဗျာ